အခုဆိုမင်းအောင်လိုင်းဆိုရင်မင်းလာတို့လေးဆက်စကန်ဒါလာခါထဲမှာသူတို့ဒုံလီတာစကန်ဌာနချုပ်ဂရုချင်းတွေတူးနေပြီကျွန်တော်တို့တော်လိုင်းတပ်ဖွဲ့တွေက drone နဲ့ဘုံးလာကျဲတာကိုသူတို့ကာကွယ်နိုင်စမ်းမရှိတော့ဘူးဆိုတော့သိပါပြီကျွန်တော်တို့တော်လိုင်းဘက်ကတုံးနေတဲ့ drone တွေကိုဖက်စစ်ကြမ်းဖက်တပ်ကလုံးဝကာကွယ်နိုင်စမ်းမရှိတော့သူတို့ leader scan ရေးကြီးတဲ့ဌာနချုပ်စကန်တွေအကုန်လုံးဂရုချင်းတွေတူးနေပြီတစ်ဖက်ကလည်းပြည်သူတော့သူတို့နှိုးဆော်မပေးဘူးဂရုချင်းတူးမဲ့သူကိုဖန်ဆီးချုပ်တော့မှာလောက်မှာပို့လို့ပြည်သူတွေအနေနဲ့အထူးသတိကြီးထားပြီးမိမိတို့ဘာသာတိုက်ပွဲဖြစ်ပွားလာခဲ့လို့ရှိရင်ဘယ်လိုမျိုးရှောင်နိုင်ရှားနိုင်လုံခြုံနေနိုင်မလဲဆိုတာကိုစဉ်းစားပြီးတော့အခုကလေးကချီးကပ်ထားဖို့လိုပါတယ်အထူးသဖြင့်တော့ရန်ကုန်မန္တလေးမြို့ကြီးတွေကလူနေကြက်သေးတဲ့မြို့ကြီးတွေကပြည်သူတွေကိုကျွန်တော်နှိုးဆော်တာဖြစ်ပါတယ်အဲ့တော့ပြည်သူခုခံတော်လှန်စစ်ကပြည်သူတိုက်ခိုက်ချေမှုန်းတဲ့အောင်မြင်သောစစ်ပွဲတီကိုချီးကပ်နေပြီဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ပြည်သူအားလုံးနှုတ်ကြသတိရှိကြပါဖျားတရားကြီးပဲလုပ်နေလို့မရဘူးနော်တော်လန်တော့တတိတရားနဲ့ဝိုင်းဝန်းကူညီနိုင်တဲ့စမကလူတိုင်းမှာရှိဖို့လိုပါတယ်အဲ့တော့ပြည်သူအားလုံးတတိရှိကြဖို့ကျွန်တော်ထပ်မံနှုတ်ဆော်လိုက်ပါစေအောင်ပွဲကလက်တကမ်းမှာဖြစ်ပါတယ်ဒီချက်ပိုင်းလာပိုင်းတော်တဲ့မှာပြည်သူတရက်လုံးဇွဲနဲ့ဘဲနဲ့ယုံကြည်ချက်နဲ့ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်မှုနဲ့နီးစပ်ရာဖက်စစ်ကိုတတ်နိုင်တဲ့နီလန်းနဲ့ခြေမုံမှုတုတ်တင်ဖို့လိုအပ်တဲ့ဒီဖန်စီချုံနှောင်မှုတွေလုံနိုင်ဖို့ပြင်ဆင်ထားပါမြေပြဆိုလို့ရှိရင်အုပ်ချုပ်ရန်နေရအစဉ်စဉ်ကပုံကိုယ်တွေအုပ်ချုပ်တော့ထွေးကွာစရက်ွက်အုပ်ချုပ်မှုထိရက်ွက်အုပ်ချုပ်နာမှာဝန်းရံနေရဆိုတဲ့လူစိုးလူမိုက်ဒီအထိကိုအားလုံးကိုပြေချာချာစောင့်ကြည့်ထားပြီးတော့မြို့ပြတိုက်ပွဲမြို့သိမ်းဝင်လာပြီးတိုက်ပွဲတွေကုလတကမ်းမှာဖြစ်ပြီဆိုတာနဲ့ရလက်နက်ကင်ဆွဲပြီးတော့အနီးဆက်ဆုံးအုပ်ချုပ်ရေးရန်နေရမှာပါဝင်ခဲ့တယ်ဆိုတဲ့လူအားလုံးကိုဖန်ဆီးချုပ်နှောင်တာပါဒါပြည်သူလို့ရမယ်လို့ဖန်ဆီးချုပ်နိုင်ပါပြီးရင်ညာတံပေးပါမိမိတို့တိုက်ပွဲဧရိယာနာမကပ်ပါနဲ့တိုက်ပွဲဧရိယာနဲ့တက်နိုင်သမျှကြီးတကန်းအလုပ်ကိုရအောင်ရှောင်ပါညာတံပေးပါဖက်စစ်ခွေးတွေပြည်သူအားနဲ့တုတ်တင်မယ်ဆိုတဲ့ညာတံကိုပေးပါရတဲ့အတန်ထွက်စီမဲ့ပစ္စည်းတွေတီးတော့ချောက်ပါဒါမှဖက်စစ်အုပ်စုတွေတစ်စက္ကန့်ထဲမှာကုတ်ပြီးတော့ကြောက်နေတဲ့လူတွေအတွက်ထွက်ပြေးမယ်လက်နဲ့ချမယ်နော်ဒီသူတို့စိတ်ဓာတ်အင်အားကိုလုံးဝပြပြုံးသွားအောင်လုပ်ပါအဓိကတော့အုပ်ချုပ်ရေးမှုဆိုတဲ့အကောင်တွေဒလန်ဆိုတဲ့နော်ဒီကောင်တွေနဲ့တွဲပြီးတော့လက်ပါစီသတင်းပေးလုပ်နေတဲ့ဆိုတဲ့အကောင်တွေနောက်တစ်ခါရက်သေးရွာထဲမှာဖက်စစ်တပ်ဖွဲ့ဝင်တွေနဲ့ဆွေမျိုးသားချင်းတော်ဆက်ပြီးတော့အချိန်တိုနဲ့ဒီနှစ်3နှစ်တော်ထဲမှာဝုန်းနဲ့ကြီးပွားချမ်းသာသွားပြီးတော့ထောင်ကြွနဲ့ဖတောက်တန်ဆူနွားရည်ကူဖြစ်သွားတဲ့အကောင်တွေဘယ်သူကမှထီမထင်ဘူးငါတို့စစ်တပ်ကအုပ်ချုပ်နေတဲ့အချိန်မှာမင်းတို့စောက်ကူမဆိုင်ဘူးဆိုတဲ့လူဒန်းသားတွေအားလုံးကိုပြည်သူအားလုံးဝိုင်းပတ်ပိတ်ဆို့ပြီးတော့ထိမ့်သိမ်းထားပါဒါပြည်သူတွေချင်းချင်းသိပါတယ်တိုးတော့ဗျမ်းပတာလက်လွတ်စပဲမဖြစ်ဖို့တော့လိုပါလိမ့်မယ်ရဲဆက်ကိုဒီဘက်ကတွေးထွတ်တိုင်မကျူးလွန်ဖို့တော့လိုပါတယ်ဖန်စီချုံအောင်ခြင်းအဆင့်ထိကကျွန်တော်တို့တရားဖွဲ့စည်းထားပြီးတဲ့ဒီပြည်သူမျိုးသားညီညွတ်အစိုးရရဲ့အုပ်ချုပ်ရေးဖွဲ့စည်းအဆင့်နဝတ်များသတင်းတွေမှာစတင်ဖတ်ရှုရပြီထင်ပါတယ်ကျွန်တော်တို့ဂရနီပြည်နယ်မှာလည်းပဲထိုးစစ်စတင်နေတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်လွန်ခဲ့တဲ့3လလောက်က4လလောက်ကပြောခဲ့တယ်လို့ပါပဲတနိုင်ငံလုံးနေရာအနှံ့ကသာတပြိုင်နက်တည်းထိုးစစ်ဆင်မှာကျွန်တော်တို့လက်နက်ချဖို့အဆင်သင့်ရှိပါတယ်လို့အရာရှိကြီးတယောက်ကျွန်တော်ကိုဆက်သွယ်ပြောကြားခဲ့တယ်လို့ပါပဲအခုဆိုရင်နေရာအနှံ့တော်တော်များများမှာလက်နက်ချတာတွေလမ်းပြူထောင်တာတွေအများကြီးရှိလာပါတယ်ဒါပေမဲ့ဝမ်းနည်းဖို့ကောင်းတာကတချို့ဖက်စစ်ကြမ်းဖက်တပ်တွေကစစ်သားတွေအလားကောင်းမိမဲ့အခါနောက်နေလို့ပြောရမှာပေါ့တကယ်ဂျင်းနဲ့ကြက်သေးတိုက်ပွဲတွေရောက်ပြီးဝိုင်းပတ်မိပြီဆိုမှလက်နက်ချခြင်းနဲ့ဆိုပြီးဆက်သွယ်ပြီးမြဲဒီအကြောင်းအရာတွေကိုကြိုတွက်ထားတဲ့ဖက်စစ်တပ်ကတိုက်ပွဲတစ်ပွဲဖြစ်ပြီဆိုတာနဲ့သူကပြည်သူကိုယ်တင်ပိတ်ဆို့တာမဟုတ်ပါဘူးသူတပ်ဖွဲ့တွေကပိတ်ဆို့တဲ့အနေနဲ့ဖုန်းလိုင်းတွေအင်တာနက်လိုင်းတွေအကုန်ဖြတ်ချလိုက်တော့စောစောစီးစီးချိတ်ဆက်ပြီးတော့ပြင်ဆင်မထားတဲ့ရရှိကြီးတွေရရှိတွေကျွန်တော်အများကြီးချိတ်ဆက်လာပြီးမြဲဖုန်းဆက်သွယ်အကုန်ပြတ်တော့ကုန်တော့သူတို့ကျွန်တော်တို့ဆက်သွယ်ဖို့သူတို့ကကျွန်တော်တို့ပြန်ဆက်သွယ်ဖို့မရတော့ဖြစ်ကုန်တချို့ကလည်းဖန်စီရမိစောစောစီးဖန်စီရမိပါသွားတယ်ဆိုမှဘယ်သူကဖမ်းသွားတယ်ဘယ်တက်ရောက်နေဆိုတော့ကျွန်တော်တို့မသိနိုင်တော့ဒါဘာကြောင့်ပါသွားလဲဆိုတော့သိရလဲဆိုတော့သူတို့ပါကာနီးမှာသူ့မိသားစုရှိကိုနောက်ဆုံးသူတို့သတင်း message ပို့သွားနိုင်တယ်တူပါတယ်ပါသွားပြီးဖမ်းခံသွားပြီဘယ်သူတော့စသဖြင့်အချက်လက်တွေအများကြီးရရှိပါတယ်အဲ့တော့
စောစောစီးစီးကြိုးစားရင်တော့အသက်ရှင်ခွင့်ရမယ်လို့ဖက်စစ်ကြံဖက်တဲ့ကလက်ပါစီဘဝရောက်နေတဲ့ကျွန်တော်တို့နိုင်ငံသားတွေကိုကျွန်တော်နောက်ဆုံးအချိန်တတိပေးစကားပြောချင်ပါတယ်အခုကျွန်တော်အရေးတကြီးပြည်သူကိုအတိပေးခြင်းကတော့ဒါကတော့ကျွန်တော်အခုခေါင်းစဉ်မှာတင်ထားတဲ့အတိုင်းပါပဲလေတက်ကဖျဲသီးတယောက်ကျွန်တော်ကိုလှမ်းပို့ပြီးတဲ့ချက်လက်ပါမင်္ဂလာလုံးလေတက်အမှတ်36အုပ်ကနေပြီးတော့အမှတ်36ဆိုတော့လေတက်စခန်းမှာအုပ်စုတွေရှိတယ်လေတက်အုပ်စုတွေမင်္ဂလာလုံးလေတက်ကအမှတ်36အုပ်စုကနေပြီးတော့ Y8 လေအနေနဲ့ဘုံသီးတွေအများကြီးမနေ့ကတည်သွားတယ်ဒီနေ့လည်းဆက်လက်တည်နေတယ်ပေါ့နော်အဲ့ဒီဘုံသီးတွေထဲမှာကျွန်တော်ပြီးခဲ့တဲ့ရက်ပိုင်းခါလည်းတင်ပြပြီးဖြစ်တယ်ကလစတာနဲ့အောက်ဆီလိုက်ဆာဘုံတွေအများကြီးတင်သွားတယ်အဲ့တော့မင်းအွန်လိုင်းကသူ့ရဲ့ဖက်စစ်အုပ်စုပြည်သူကိုရက်ဆက်ဆိုတာနေနေချီမုံကြီးအစည်းအဝေးအဆင့်ဆုံးဖြတ်လိုက်တာမှာအခုတနိုင်ငံလုံးကအနှံ့ပြင်းထန်စွာခုခံလာတဲ့တွန်းလှန်စစ်ကြီးကိုချီမုံဖို့အရက်ဆက်ဆုံးဆောင်ရွက်ဖို့ပြင်ဆင်သွားပြီပြင်ဆင်နေပြီဖြစ်ပါတယ်အရက်ဆက်ဆုံးဆိုတဲ့နေရာမှာကျွန်တော်ကအခု cluster ဆိုတာလဲတုံတိုင်ကိုပြည်သူတွေလည်းသိပါတယ်တော့ဘုံသီးကြီးတစ်လုံးကျလာပြီဆိုတာနဲ့တော့ဘုံသေးလေးထပ်ဖြာထွက်သွားပြီးတော့တေးသေးလေးကနေရာအနှံ့မှာ break ထက်ကွဲတာဆိုတော့ပျက်စီးရအရင်ပြင်းမှာနောက်တစ်ခါဒီရုရှားလို့အောက်ဆီလိုက်ဇာတွေတရုတ်လို့ပါခြင်းပါမှာပေါ့နော်မသေးကြဘူးပေါ့အဲ့တော့အောက်ဆီလိုက်ဇာဆိုတဲ့ဘုံသီးကြီးတွေကဘုံသီးတစ်လုံးရဲ့ထိရောက်မှု area ဟာဘောလုံးကွင်းတကွင်းစာကျေပြတ်ပါလေတဲ့ဒါဖျက်သီးကိုယ်တိုင်ပြောပြတာထိရောက်မှုအဲ့ဘုံသီးတစ်လုံးကျဲလိုက်လို့ရှိရင်အောက်ဆီလိုက်ဇာဖြစ်တဲ့ကြောင့်ကျွန်တော်ထင်တယ်အောက်ဆီဂျင်တွေကိုဆုပ်ယူလိုက်တာလားလီဖီအားကိုဆွဲဆုပ်လိုက်တာလားမီးလောင်အားပြင်းသလားကျွန်တော်တော့အတိအကျမသိဘူးတိုးတော့သူပြောလာတဲ့အချက်လက်ကအဲ့ဒီအောက်ဆီလိုက်ဇာဘောလုံးကွင်းတွင်းစာကျေပြန့်ထိရောက်ပြီးတော့တဲ့အဲ့ဒီပတ်ဝန်းကျင်ဘောလုံးကွင်းတွင်းစာ area မှာရှိတဲ့မျက်နှာပြင်မှာရှိနေတဲ့လူအကုန်လုံးတိရစ္ဆာန်အကုန်လုံးပဲမျက်လုံးတွေနှာခေါင်းတွေနားတွေထဲကနေတွေးထွက်လာကျွန်တော်ထင်တာတော့ဆွဲဆုပ်လိုက်ပုံရပါတယ်လုံးဝဒီဖျားကိုဆွဲဆုပ်လိုက်တဲ့ကြောင့်လို့ကိုယ်ရင်းမှာရှိရဲ့လီဖီယာမခံအပြင်မှာလီဖီယာနဲသွားတဲ့လူတွေအတွက်ကမျက်လုံးလိုနားနှာခေါင်းတွေကတွေးထွက်လာပြင်းအားလည်းလှန့်အားလည်းကြီးတော့ဒီတွေးကြောတွေပေါက်ထွက်ပြီးတော့မျက်လုံးနှာခေါင်းတွေတွေးထွက်လာပြီးလုံးဝဒီစွန့်မဲ့စွမ်းမဲ့ချီးနဲ့ရဆိုင်သွားမယ်ပေါ့ဘာမှဒီတိုက်ခိုက်မှုမလုပ်နိုင်တော့တဲ့အနေအထားဖြစ်အောင်ပုံကျင်းနေတယ်အဲ့တော့ဒီဟာကိုတဲ့ကြော်လွားရင်ဆိုင်နိုင်မှုဆိုရင်လီရင်တန်ကြားပြီဆိုတာနဲ့နော်ဘုံခိုခြင်းလုံးဝပုံအောင်နေစေချင်ပါတယ်တဲ့ဒါဖက်စစ်တပ်တွေကပဲရုံထွက်လို့မရနိုင်တဲ့ဖျဲသီးတွေကလှမ်းပြောတာပါရုံထွက်လို့မရနိုင်ဘူးဆိုတဲ့စကားလုံးကျွန်တော်တိကျတုံ့လို့ပါတယ်နော်ရုံထွက်လို့မရနိုင်ဘူးဆိုတဲ့အကြောင်းအရာတွေကိုလည်းကျွန်တော်တို့နားလည်ထားတယ်ဘာကြောင့်လဲပြင်ထုတ်ကမပေးဘူးပြင်ပနဲ့ဆက်သွယ်ခွင့်ကိုလုံးဝချက်တဲတော့ထိန်းချုပ်ထားတယ်မှတ်ပုံတင်တွေသူတို့ရဲ့ရေးတရားတွေသူတို့ရဲ့အရာထိကတ်တွေစသဖြင့်အကုန်လုံးသိမ်းထားတယ်လမ်းစိတ်ဘာညာလုံးဝမရှိအောင်ရဲဘော်တွေအကုန်လုံးလာစာထုတ်မပေးဘူးမိသားစုကိုနောက်တန်းမှာလုံခြုံရေးခေါင်းစဉ်ပြပြီးတော့မိသားစုတွေကိုထိန်းသိမ်းထားတယ်ပြောတော့လုံခြုံအောင်ထိန်းသိမ်းတာအမှန်တကယ်မဟုတ်ဘူးအိမ်တော်ဦးစီးဖြစ်တဲ့စစ်သားတွေကိုခိုင်းတာမလုပ်ဘူးစစ်ပြေးဖြစ်သွားရင်မိသားစုတွေကိုဖမ်းဆီးတပ်ဖြတ်တော့ပြန်ပေးဆွဲထားတဲ့သဘောပေါ့အဲ့တော့ရုံးထွက်လို့မရနိုင်ဘူးဆိုတဲ့စကားလုံးကျွန်တော်သုံးထားတာဖြစ်တဲ့ကြောင့်ဒီအကြောင်းအရာကိုအမြဲတမ်းစဉ်းစားပါစစ်သားတိုင်းဟာဖက်စစ်အကြမ်းဖက်တပ်ကိုလူလားနေတဲ့သူမဟုတ်ဘူးဆိုတဲ့သဘောထားပါတိုးတော့စစ်မြေပြင်မှာတော့ပြတ်သားစွာဆောင်ရွက်ပါမိမိတို့ပြည်သူတွေကိုတော်လှန်တော်သူတွေကိုလက်နက်နဲ့ခုခံတိုက်ခဲ့တယ်ဆိုရင်တော့ပြတ်သားစွာခြေမုံမှာတုတ်တင်ပါတိုးတော့လက်နက်ကိုချထားတဲ့လမ်းဖြူထောင်ထားတယ်ဆိုရင်တော့စစ်နီးလန်းဒီဥပဒေတွေအရဒီအတိအကျဆောင်ရွက်နိုင်အောင်ကြိုးစားပါအဲ့တော့ဆက်ပြောပြစီအလွန်တန်ဆိုးရွားတဲ့ဘုံနေနဲ့မင်းအောင်လိုင်အုပ်စုကခြေမုံဖို့ကြိုးစားနေပြီဖြစ်ပါတယ်ဒါကြောင့်ပြည်သူတရက်လုံးခုဒီနေ့ကစပြီးတော့ပေါ့မြို့ကြီးတွေအကုန်လုံးဖြစ်နိုင်တယ်ပေါ့ဟိုအထက်မြင့်တိုက်ကြီးတွေကတော့မတတ်နိုင်ဘူးပါဗျာဘာလို့ဆိုတော့ဒီဘောမှာဒီလိုရောက်လာတာသူတို့မှဘုံကိုချင်းနဲ့ပြေးပုံးနေတာမရှိဘူးဘုံကိုချင်းမျိုးပြမှာတော့တူရင်လဲဖက်စစ်အုပ်စုကသူတို့တာလည်းမင်္ဂလာတော်လေတာစခန်းနော်အခုရှိပြီးဖြစ်ပါတယ်သူတို့တွေရဲ့စီမံညွှန်ကြားမှုကိုအတိအကျနာခံပါဘာလို့ဆိုတော့ဖျဲကာလတရက်တော်၎င်းရက်နှင်းငယ်တော်၎င်းမဖြစ်မနေဖြတ်သားရမှာဖြစ်တယ်ဘာလို့ဖက်စစ်အုပ်စုလုံးဝလက်နှချမယ်မြို့ဝင်သိမ့်မယ်အဲ့ချိန်မှာကာကွယ်လေဟာနဲ့ဖြစ်သွားမယ်စနစ်တကျမတိဆောက်နိုင်သေးဘူးတောကြောင်တွေလက်ကမောင်းခတ်နိုင်တယ်အဲ့ဒီချိန်မှာပြည်သူလူထုတရက်လုံးကမိမိအသိစိတ်နဲ့မိမိတောကြောင်တွေလည်းလက်ကမောင်းမခတ်နိုင်အောင်ဖ
ဖက်စစ်အာဏာရှင်ရန်နေရတဲ့အကောင်တွေလည်းတကောင်းမှလွတ်ထွက်မသွားအောင်ဖက်စစ်အာဏာရှင်ရန်နေရကိုထောက်ပံ့ပေးခဲ့ပြီးတဲ့သူတို့ဆွေမျိုးသားချင်းတွေထွက်ပြေးလွတ်မြောက်မသွားအောင်ဝိုင်းဝန်းတားဆီးပိတ်ဆို့ပြီးတော့ဥပဒေနဲ့အညီစနစ်တကျစစ်စစ်ဖော်ထုတ်ပိုင်ဆိုင်မှုတွေတင်းစီအရေးယူနိုင်မှုအတွက်ကိုစနစ်တကျဆောင်ရွက်နိုင်စွမ်းရှိဖို့ပြင်ဆင်ထားစေလိုပါတယ်တစ်ဖက်ကလည်းမိမိတို့အတွက်တိုက်ပွဲကဘယ်လောက်ကြာမယ်မသိတဲ့ကြောင့်အနည်းဆုံးတစ်ဖက်ကနေပြီးတော့တစ်လနှစ်လစာလောက်ထိစမ်းစီရိတ်ခါစီဝကလေးတွေများအတွက်လိုအပ်တဲ့ထောက်ကူပစ္စည်းနော်ဓမီဘက်ထရီဖုန်းအားသွင်းမှုအကြောင်းဆက်တွေဆိုလာပြားတွေဒါတွေအကုန်လုံးထပ်လိုအပ်ဆုံးကတော့ရေဒီယိုပေါ့နော်ရေဒီယိုတော့မှဆိုလာပြားတွေနဲ့အသုံးပြုနိုင်တဲ့ရေဒီယိုမျိုးတွေကိုချိတ်ဆွဲထားဖို့အစဉ်သစ်ပြင်ဆင်ထားဖို့လိုပါတယ်ဘာလို့ဆိုတော့ဖုန်းအင်တာနက်လိုင်းတွေဟာတစ်လတန်နှစ်လတန်လုံးဝပြတ်တောက်သွားနိုင်တဲ့အနေအထားမကြခင်ရောက်ရှိလာမှာဖြစ်ပါတယ်ဒါကြောင့်ဖြစ်ဘူးလို့သူတို့မထင်ခဲ့တဲ့အတွက်ပြင်ဆင်ထားလို့သူတို့အခုအောင်မြင်မှုဖြစ်တယ်အားလုံးကဒီမျိုးကြီးမှနေတာကွာမဖြစ်နိုင်ပါဘူးမထင်ပါနဲ့ကျွန်တော်တနိုင်ငံလုံးမသိမ့်ပိုက်နိုင်တဲ့မြကျွန်တော်တို့တော်လိုင်းမပြီးဘူးသိမ့်ပိုက်တယ်ဆိုမှတော့စိုးဝါခက်ခဲတဲ့အခြေအနေတရက်ကမဖြစ်မနေဖြတ်ကျော်မှာဖြစ်တယ်အဲကြောင့်လိုအပ်တဲ့အပြင်ဆင်မှုတော့မဖြစ်မနေလုပ်ထားစေချင်ပါတယ်ကျွန်တော်တို့နိုင်ငံသူနိုင်ငံသားများတော်လှန်ရေးအတွက်ကိုတက်ဆွမ်းသမျှပါဝင်ကူညီခဲ့သောပြည်သူများကိုကျမ်းမာစွာလမ်းဖြာစွာနဲ့ဝမ်းသာစွာအောင်သူပြည်နဲ့လက်ကမ်းကျူဆိုတာကိုမကြမီကျွန်တော်တို့ကြုံဆုံရစေကျွန်တော်တို့ကိုယ်တိုင်လည်းပြည်သူနဲ့အတူတော်လှန်သော PDF တပ်ဖွဲ့ဝင်လေးများနဲ့အတူတသားတည်းရှိနေပါတယ်အားလုံးမဖြစ်မနေကျွန်တော်တို့ဖက်စစ်အာဏာရှင်စနစ်ကိုချေမှုန်းမှရမယ်လာမယ့်နှစ်တစ်ကိုပျော်ရွှင်ခြင်းအပြည့်နဲ့ကြိုဆိုမယ်ဖက်စစ်အာဏာရှင်ရန်နေရနဲ့လှုပ်ရှားခဲ့တဲ့လူဒန်းစားအလွာအသီးသီးကိုပြပြသွားအောင်နောင်ကျင်သွားအောင်ဥပဒေနဲ့ညီဆုံးမမယ်ကာလကျွန်တော်မင်းစိုးဝင်းရဲ့သမီးပိုင်ဆိုင်တဲ့ပရိဘောကအလုပ်ယုံကြီးတစ်ခုကိုမင်းအောင်လှိုင်ရဲ့လက်ပါစီတွေကလာပြီးချိတ်ပိတ်သွားတယ်ဆိုတဲ့သတင်းဒါကျွန်တော်ကြားတော့စိုးဝင်းလိုလူရဲ့သားသမီးကိုတော့မင်းအောင်လှိုင်ရဲ့လူတွေကလှုပ်ရဲကန်ရဲလှုပ်လာကန်လာဖမ်းလာစီလာပိတ်လာပြီဆိုတော့သူတို့ကြားထဲကအခွင့်အာဏာပြိုင်ဆိုင်လူယူမှုဟာအဆိုးဝါးဆုံးအရှိန်မြင့်ဆုံးအခြေအနေကိုရောက်နေပြီလို့သုံးသပ်လို့ရတယ်။တခါအထက်ကရဲတိကပဲထပ်ပို့လာတယ်။မင်းအောင်လှိုင်ကစိုးဝင်းနဲ့မြတ်ထွန်းဦးကိုဘာတွေအမိတ်ပေးထားလဲဆိုတော့တဲ့အာဏာရှင်ဟောင်းကြီးတန်းရွှေရဲ့အိမ်တော်ကိုသွားเสียရှိတယ်ဆိုရင်သွားမယ်ဆိုရင်မင်းအောင်လှိုင်ကိုအရင်သတင်းပို့ရမယ်။ဘယ်ချိန်သွားမယ်ဘာပြောမယ်ဘာလုပ်အဲ့လိုသတင်းမပို့ပဲသွားခွင့်မရှိဘူး။ခါတဲ့အမိန့်ထုတ်ထားတယ်။ဒီတော့မင်းအောင်လှိုင်ဟာလုံးဝအယူမီဝိုင်းနေတဲ့အနေအထားဖြစ်ပြီးသူအတွင်းစည်းသူလက်ပါစီသူဒုတိယအဆင့်ရှိတဲ့ပုံကိုယ်တော်သူမယုံကြည်နိုင်တော့တဲ့အနေအထားရှိနေပြီလို့ကျွန်တော်တို့ခန့်မှန်းတွေ့ရှိရပါတယ်ပြီးတော့အောက်ခြေကအခုပြေးလာမစဲတဖွဲကျွန်တော်ရှိကိုဖုံးတောင်းလျှောက်ဆက်လာတဲ့ဖက်စစ်အကြံဖက်တကနေထွက်ချင်းလို့ဆရာဝန်တွေပါတယ်အင်ဂျင်နီယာတွေပါတယ်အရာခံတွေပါတယ်ဒီပညာသည်တွေပါတယ်အများကြီးပဲသူတို့တွေကထွက်လက်ထွက်ချင်တယ်သူတို့တွေကိုအမှန်တကယ်သူတပ်ဖွဲ့ထဲမှာလူဆိုးတွေလူသက်သမားတွေလည်းရှိတာသိကြပါတယ်တဲ့ဒါပေမဲ့ကျွန်တော်တို့ဟာဘလို့မှယုံမရလို့ဒီထဲမှာနေရတယ်မိသားစုကိုနောက်တန်းမှာဖမ်းဆီးချုပ်နှောင်သူတို့ပြန်ပေးဆွဲသူတို့ထိန်းထားလို့သူတို့တစ်ခုခုလှုပ်လိုက်ရင်မိသားစုကိုလည်းဒုက္ခပေးနေတာကိုသိနေရလို့မိသားစုမျက်နှာနဲ့ကြိတ်ပြီးတော့နေရပါတယ်ဆိုတဲ့လူကစစ်သားကအများကြီးပါတဲ့ဒါမြေပြင်ကကျွန်တော်ကိုပေးပို့လာတာပါဖက်စစ်ကဘလောက်ယုံမှတယ်လဲဆိုရင်ပြည်သူတရားလုံးကိုတင်ယုံမှတာမဟုတ်ဘူးသူတပ်ဖွဲ့ဝင်ဒီမှာလည်းဥပိုင်ငွေကြေးတွေမပေးဘူးမှတ်ပုံတွေနေတင်ထားတယ်နော်လာစာထုတ်မပေးဘူးလာစာနီးပေါင်းတဲ့ဟိုပြက်ဒီပြက်ဖြတ်ပိုတဲ့ဟာလေးတော့ပဲရှိတယ်နော်အေးအဲ့ဒါလေးကိုငါတို့တင်ထားမယ်မင်းတို့နောက်တန်းပြန်လာတဲ့ချိန်မှာစာရှေ့ထဲမှာမင်းတို့ဖြစ်သလိုနေဖြစ်သလိုရှာဖြစ်သလိုစဖြစ်သလိုတတ်မင်းတို့အဆင်ပြေအောင်နေခိုင်းတာလို့ခိုင်းတာမလုပ်ရင်မစိုးတန်းခံစစ်ဆွန့်ခွာရင်မင်းတို့သေတယ်တတ်မယ်ခိုင်းတာမလုပ်လို့အမိမနာခိုင်းလဲစစ်စင်ကာလအမိမနာခိုင်းတဲ့အတွက်သေတယ်တတ်မယ်ဆိုတော့သူတို့ကလည်းရှေ့မှာတောင်ကုန်းနောက်မှာခုံရုံပြည်သူကိုပြစ်ဆိုတဲ့အမိန့်ကိုမနာခံဘူးမပြစ်ရင် तू အပြစ်ခံတတ်ခံဆိုတော့သူတို့ဘဝကိုလည်းကျွန်တော်တို့ကထည့်စဉ်းစားရမှာဖြစ်တယ်ဒါပေမဲ့ရည်ရွယ်ချက်ရှိတမင်တကာရဲဆက်မရင်းချင်းတပ်ဖြတ်လူရက်နေတဲ့တကယ်ဆရာဆွေမှုကျူးလွန်သူစစ်သားတူလည်းအများကြီးရှိတယ်ဆိုတာကိုလည်းကျွန်တော်တို့နားလည်ထားတယ်ကလေးစားချီရမယ်ဥပဒေနဲ့အညီအရေးယူနိုင်ဖို့ကြိုးစားရမယ်ကလေးစားချီရဲဆိုတဲ့အသုံးနှုန်းကဥပဒေနဲ့အညီဆိုတဲ့အသုံးနှုန်းကိုဆိုလိုတာဖြစ်ပါတယ်အဲ့တော့သူတို့အောက်ခြေမှာလည်းဘလုံဒီနဲ့မှလက်မခံနိုင်တော့ပဲအခုဆိုရင်စာကြိုးတွေပြန့်လင့်နေပြီဖြစ်ပါတယ်ဘာဖြစ်လဲသူတို့အဝင်ဝိုင်းတွေကပဲထွက်လာတာပါငါတို့မှာအလံဖြူအသင့်ဝင်တိုက်တာကိုပဲစောင့်နေတယ်ရှင်းပါတယ် message ကသူတို့မှာအလံဖြူအလုံးဆောင်ထားတယ်နောက်ဆုံးအလံဖြူကန်ခွင့်မရှိဘူးဆိုတော့မှစွတ်ကြဲဖြူဝတ်မယ်
စွတ်ကြဖြူဝိခွင့်မရှိဘူးလို့တော့အမိတ်ထုတ်မယ်တော့မထင်ပါဘူးအဲ့တော့ဝင်တိုက်တာကိုစောင့်နေတယ်ကျွန်တော်ဒီနေ့ပြောသလိုပဲတော6တဲ့ view ဟာနဲ့သွားမယ်ဆိုရင်တစ်စက္ကန့်ပြီးတစ်စက္ကန့်တစ်မျိုးလက်နဲ့ချအရှုံးပေးသွားလိမ့်မယ်နော်အဲ့တော့ကျွန်တော်ဆက်ပြောချင်တာမြို့သိမ်းတော့မယ်ဆိုတဲ့အစီအစဉ်အခု MND အပါဝင်နောက်ပိုင်းမဟာမိတ်သုံးဘက်ကမြို့တွေသိမ်းပိုက်တဲ့စီမံချက်တွေအပြီးတဘာတဲ့ထုတ်ပြန်တဲ့စစ်စင်ရေးအမိန့်တွေထဲမှာမြို့ပြကလက်ရှိရှိနေတဲ့ဖက်စစ်ရန်နေရတဲ့မှာလှုပ်ကန်နေတဲ့အုပ်ချုပ်ရေးဝန်ထမ်းအသီးသီးဟာလက်ရှိကင်ဆောင်နေတဲ့အုပ်ချုပ်ရေးနဲ့ပတ်သက်တဲ့ဆက်ပါစေအခုလက်ရှိကျွန်တော်တို့နောက်ဆုံးကြားသိနေတဲ့အခြေအနေကဒေါ်လန်သောမဟာမိတ်တပ်ဖွဲ့တွေရဲ့တိုက်စစ်တွေဟာတိုင်းပြည်နိုင်ငံနေရာအနှံ့မှာဘက်စုံထိုးစစ်ဆင်ကမြို့သိမ်းတိုက်ပွဲများကိုဒလဇက်စက်တိုက်ဆင်နွှဲလာကြတာတွေ့ရပါတယ်တချို့စခန်းကုန်းတွေဆိုရင်3-5မိနစ်လုံဆုံး7မိနစ်လောက်ပဲဟန်ပြပစ်ခတ်တိုက်ခတ်ရသေးတယ်အားလုံးလက်နက်ချတယ်လမ်းဖြူထောင်တယ်ပြီးကြတဲ့ရက်ဒီမှာလည်းပဲစကိုင်းတွင်မြင်တဲ့မြို့တွေအကြောင်းအားလုံးသိပြီးဖြစ်ပါလိမ့်မယ်မြို့ကိုဝိုင်းပတ်လိုက်ပြီးဒလိုင်းတပ်ဖွဲ့တွေရောက်ရှိလာပြီဆိုတာနဲ့စစ်ခွေးရက်ခွေးတွေအားလုံးလမ်းဖြူထောင်လက်နက်ချအုပ်ချုပ်ရန်နေရအစလက်နက်ချလာကြတာတမျိုးကြလာတွေ့ရပါတယ်ခုနဖားတဲ့သတင်းရဆိုရင်တော့ကချင်ပြည်နယ်ပန်ဝါမြို့ဘီဝါကုန်းတော်မှာအိမ်ပိုက်တိုက်ခိုက်နေတဲ့အခြေအနေမျိုးဖြစ်တယ်အဲ့တော့တောင်းစီအောင်တိုင်းသားတိုင်းတပ်ဖွဲ့တွေဟာဘီဝါမြောက်တဲ့စီရေးဟန်ချက်ညီတော်လှုပ်ရှားမှုကိုလှုပ်ဆောင်လာတဲ့အချိန်မှာဖက်စစ်ကြမ်းဖက်တပ်ကလည်းနီးပေါင်းစုံနဲ့ရုံမာဖို့တိုက်ပြည်ကိုဖျက်ဆီးဖို့သူတို့လူယူထားတဲ့နိုင်ငံတော်အာဏာနဲ့သူတို့ရဲ့ဓမြလုပ်ရက်တွေကိုဆက်လက်ဆောင်ရွက်နိုင်ဖို့နီးပေါင်းစုံနဲ့သူတစ်ဖြစ်မိစ္ဆာနိုင်ငံဖြစ်တဲ့ရုရှားလိုနိုင်ငံရဲ့စီးအကူအညီမျိုးနဲ့ဆက်လက်ကြိုးပမ်းဖို့ကြိုးစားနေတာတွေ့ရပါတယ်ပြီးကြတဲ့ရက်တွေကသတင်းတွေတက်လာတယ်ဖက်စစ်ဒူကောင်းဆောင်ဆိုးဝင်းဟာသူကိုယ်တိုင်ရမခလို့ခေါ်တဲ့လာရှိုးရှေ့မြောက်တိုင်းစစ်ဌာနချုပ်ဌာနချုပ်မှာပွားပြီးထိုင်ပြီးစီရေးကိုကွဲနေတယ်ဆိုပြီးသူတို့ထဲကပဲပြန့်လွင့်လာတဲ့သတင်းတွေအရကျွန်တော်လဲဟုတ်နိုင်လောက်တယ်လို့ယူဆခဲ့မိတာပေါ့ဒါပေမဲ့တကယ်တော့မြေပြင်အခြေအနေရဆိုဝင်ရမခကိုမလာပါဘူးရမခမှာထိုင်ပြီးတော့ဘယ်ကိုကဲရဲမလဲအခြေမရွေးမြို့အသိမ်းခံရနိုင်လောက်တဲ့အထိပတ်လဲဝိုင်းပတ်ထားတဲ့အချိန်မှာဆိုးဝင်းလိုတေမာအင်မတန်ကြောက်တဲ့လူမျိုးဘဲလာမလဲဒါပေမဲ့တစ်ဖက်ကပြန်ကြည့်တော့လေဆိုးဝင်းရဲ့မင်းအွန်လိုင်းရဲ့ဂျားထဲမှာကလေးအာနာလူနေတာလေလို့မဟုတ်ကျိုးကွင်းကိုအတူတူအစွတ်မခံပဲတယောက်ကိုပဲစွတ်တယောက်ကလွတ်အောင်ရှောင်မယ်ဆိုတော့ကျိုးကွင်းရှောင်ခြင်းသူနဲ့ကျိုးကွင်းစွတ်ဖို့တေးကြသူနှစ်ဦးအာနာပြန်ဆင်မှုဂျားထဲမှာလည်းပြိပခါတွေကရှိနေသေးတာဟုတ်ကျွန်တော်ပြီးခဲ့တဲ့ကြားတဲ့လွန်ခဲ့တဲ့တလကျော်ကကြားတဲ့သတင်းတွေရနေပြီးတော့ပြင်းမနာမှရှိတဲ့ဖက်စစ်ဒူကောင်းဆောင်ရဲစတန်ဖိုင်တွေအရာအားလုံးကိုတသွေးမတိန်အရာမယွင်းပျက်စီးခြင်းမရှိလက်ဝဲအနှံ့ရမယ်လာရောက်တက်ခိုက်သိမ်းပိုက်တဲ့တော်လိုင်းရေးတပ်ဖွဲ့တွေရှိကိုလက်ဝဲအနှံ့ရမယ်လို့အမိန့်ညွှန်ကြားချက်ထုတ်ထားပါတယ်ဒါပါလဲဆိုတော့စနစ်ကျနာတဲ့မြို့တစ်ခုကိုသိမ်းပိုက်မဲ့တော်လိုင်းတပ်ဖွဲ့ရဲ့လုံနီးလုံဟန်မဖြစ်မနေလိုအပ်တဲ့ process ဖြစ်ပါတယ်။ဘာကြောင့်စာရွက်စာတမ်းတွေဥမာအခွန်ပြေစာတွေမြို့မှာနေထိုင်တဲ့ပြည်သူလူထုရဲ့မွေးစင်းတွေ၊၎င်းစင်းတွေမှတ်တမ်းမှတ်ရာတွေထောက်ထားတဲ့အချက်လက်တွေစီးပွားရေးဆိုင်ရာယင်းနှိမ့်မြုံမှုပိုင်းဆိုင်ရာတရားစာတာပိုင်းဆိုင်ရာပညာရေးပိုင်းဆိုင်ရာကျန်းမာရေးဆိုင်ရာစီးထိုးပြီးလားစီမထိုးပြီးလားမှတ်တမ်းမှတ်ချက်တွေမှတ်ရာတွေအထူးသဖြင့်အရေးကြီးဆုံးကတော့ဘဏ္ဍာငွေစီးဆင်းမှုငွေကြေးဖြစ်ပါတယ်။ကျွန်တော်ကဒါကို highlight လုပ်ချင်တယ်။အခုကျွန်တော်ကြားသိနေရတဲ့အနေထားရမြို့လာသိမ်းမှာကိုဝမ်ဘတ်တတာကျိုးဆိုဖို့ပြင်ဆင်နေရှာသူတွေထဲမှာတော့ဘန်ဒိုက်ဘန်မန်နေဂျာတွေနောက်တစ်ခါအစိုးရဘတ်ဂျက်နဲ့ဘဏ္ဍာရေးငွေကြေးတွေထုတ်ယူထားပြီးတော့အကောင့်ထဲပေါ်ဥမာလမ်းခင်းဖို့တွေပညာညီတိဆောက်ဖို့တွေအဆောက်အုံကြီးတိဆောက်ဖို့တွေတပ်စခန်းမြေနေရာကြီးကိုတိုးချဲ့ပြီးတော့တပ်စခန်းမြေတွေတိဆောက်ပေးဖို့တွေစတဲ့တွေအတွက်ငွေကြေးတွေသူ့ရဲ့လေးလက်ပတ်ရန်ပုံငွေတွေအရာလေးလက်ပတ်ဘဏ္ဍာငွေတွေအရာထုတ်ယူထားပြီးတော့အကောင့်ထဲပေါ်ဖို့အတွက်တောင်းယူထားတဲ့ပုံကိုယ်တွေဘာဆိုလဲအနံငွေတွေပြန်လေထုတ်ချပေးရမယ်လစာငွေတွေကိုတင်းစီတောင်းခံထားရတဲ့မြို့ပြအစ်မြို့ကဘန်မန်နေဂျာကြီးတွေကဝမ်ဘန်တတာကြိုနေကြတယ်ဟာဘာလို့သူတို့ကြိုရလဲသူတို့တက်ကအမတန်ကြီးမားတဲ့အခွင့်အလမ်းကြီးတွေရှိတာကိုတော်လိုင်းဖွဲ့တဲ့မြို့တစ်မြို့ဝင်သိမ်းပြီဆိုတော့သူလက်ထက်မှာရှိတဲ့ငွေကြီးစင်းစရာတွေအကုန်လုံးကိုဖျောက်တင်တာဖျောက်ပျောက်တင်တာပျောက်အကျွင်းကြံလောက်ပဲချွင်းချံပြီးကိုလျုံပြင်းပြင်းမယ်လက်နဲ့ချအလံဖြူထောင်ပြီးမသိရင်တော့သူတို့ကပဲတောင်းတိ
ဝန်ထမ်းကြီးတွေအနေနဲ့လာမဲ့မကြခင်2024နှစ်ဆန်းမှာစတင်တည်ဆောက်တော့မယ်တနိုင်ငံလုံးက2023ဒီဇင်ဘာ31မှာ Happy New Country လို့អော်ပြီးတော့ Federal Democracy ပြည်တော်စုနိုင်ငံတော်အသစ်ကိုတည်ဆောက်တော့မယ်အခင်းကျင်းအတွက်သူတို့ကပဲနိုင်ငံတော်အသစ်မှာတာဝန်တည်တဲ့ဝန်ထမ်းကောင်းကြီးတွေတပွဲဝင်အနံဖို့စောင့်နေကြတယ်ဒါပေမဲ့သူတို့ခိုးပြီးမှအဲ့တော့ကျွန်တော်တို့တွေတော်လိုင်းတပ်ဖွဲ့အားလုံးကိုခုတည်းကကျွန်တော်အကြံပြုခြင်းပါတယ်ရတမျိုးဝင်သိမ့်ပြီဆိုတာနဲ့အရေးကြီးတဲ့အချက်ချအဆောက်အုံစီရေးစခန်းတွေမကဆက်လက်ပြီးတော့စီမံအုပ်ချုပ်မဲ့ administrative office တွေဒီဆိုတော့ modernization ငွေကြေးနဲ့ပတ်သက်ပြီးတော့စီလက်ပတ်စီးစင်းတဲ့ဌာနတွေအဆောက်အုံတွေရန်နေရအကုန်လုံးကိုပါစနစ်တကျငွေလက်ခံပြေစာတွေလက်ရှိငွေကြေးရည်တွက်မှုတွေမန်နေဂျာတွေရဲ့ထွက်ဆိုချက်တွေသူတို့ရဲ့နောက်ဆုံးအခြေအနေထိမှတ်တမ်းသိမ်းဆည်းထားတဲ့ file တွေဝန်ထမ်းအသီးသီးရဲ့တာဝန်ခံလက်မှတ်ရေးထိုးအနှံမှုတွေနဲ့သူတို့အားလုံးကိုပါဆက်လက်ပြီးတော့တာဝန်တစုံတရာရှိသေးတယ်ဆိုတဲ့အတိအမှတ်ချက်တွေနဲ့ဌာနဆိုင်ရာတွေကိုသိမ်းပိုက်ဖို့ကျွန်တော်အကြံပြုချင်ပါတယ်ဒါမှဟန်ချက်မပြတ်တဲ့လုပ်ငန်းစဉ်တွေကိုဆက်လက်ဆောင်ရွက်သွားနိုင်မှာဖြစ်တယ်ကာကွယ်ရေးမှအပကျန်သောဌာနဆိုင်ရာအားလုံးအသီးသီးကိုစနစ်တကျမှတ်တမ်းများနဲ့လွှဲပြောင်းထိန်းသိမ်းကိုယ့်ရဲ့စနစ်တကျတင် जा လေ့ကျင့်ပေးထားတဲ့ကျွမ်းကျင်သူတွေနဲ့စင်ဆက်မပြတ်ဆက်လက်အုပ်ချုပ်နိုင်ဖို့ကြိုးစားသွားကြစီလိုပါတယ်အဲ့တော့ကျွန်တော်တို့နိုင်ငံအတွက်ကရောင်နီတွေဖြာတာမဟုတ်တော့ပါဘူးလင်းလာပါလင်းလာပြီဆိုတော့တဲကွဲတိလာပြီပေါ့တဲကွဲတိလာတဲ့မှာတချို့ကမှန်ပြောင်းနေတချို့ကပါကူးတွေဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့တိုင်းပြည်နိုင်ငံတော်တည်တည်ဆောက်ဖို့ခက်ခဲတွေရှုပ်ထွေးခြင်းတွေကိုဖြေလျှော့မှုတွေနဲ့ကျွန်တော်တို့သွားရမှာဖြစ်တယ်အဲ့တော့ထိပ်ပိုင်းတစ်စုစစ်တပ်ကရဲတဲ့ထိပ်ပိုင်းတစ်စုနောက်တစ်ခါရဲဆက်ဆေးရစုမှုကျူးလွန်ခဲ့တဲ့စစ်ခွေးရဲခွေးတစ်စုကလွဲလို့စစ်စစ်တွေ့ရှိပေါ်ပေါက်လာတဲ့တပ်တွေမှတ်တမ်းတွေရကြံသောသူတွေကိုတော့ကျွန်တော်တို့တွေပြည်သူတွေကထိုက်တဲ့လူငင်းချမ်းသာမှုနဲ့သူတို့တွေကိုမြစ်ပြတ်ချိန်မုံမယ်ဆိုတဲ့မင်းတို့အားလုံးငါတို့တေအောင်တတ်မယ်ဆိုတဲ့သဘောမျိုးမထားဘဲနဲ့နော်သူတို့ကိုချိန်မုံဖို့ကြိုးစားနေတာမဟုတ်ဘူးဒီ system ကြီးတစ်ခုလုံးကို62နှစ်ကြာတည်ရှိခဲ့တဲ့ system ကြီးတစ်ခုလုံးကို62နှစ်အကြာမှာပဲ1962ကစပြီးတော့တိဆောက်ခဲ့တဲ့ဖက်စစ်အာဏာရှင်ရန်နေရကြီးကို62နှစ်အကြာအခု2024ခုနှစ်ဆန်းမှာဖြိုဖျက်လိုက်တယ်ဆိုတဲ့ဖြိုဖျက်ဖို့ကြိုးစားနေတယ်ဆိုတဲ့လုံဆောင်ချက်ကိုပဲဖက်စစ်တပ်ထဲကစစ်ခွေးရဲခွေးတွေကိုအတိပေးပြီးသူတို့ကိုယ်တိုင်တာဝန်ရှိပါလားဆိုတဲ့အတိနဲ့ပူးပေါင်းပါဝင်လာအောင်စီယုံကြစေချင်ပါတယ်ကျွန်တော်ကတော့အမြဲတမ်းသူတို့တွေကိုဒီ message ပဲပေးပြီးကြိုးစိုးလက်ကမ်းနေမှာဖြစ်ပါတယ်အဲ့တော့ပြည်သူအားလုံးနှိုးဆော်မယ်မြို့သိမ်းတိုက်ပွဲတွေအတွက်အသင့်ပြင်ပါဒီကြတော့မြို့သိမ်းတိုက်ပွဲတွေပြင်ပြီးမြို့ကိုဝင်ပြီးဆိုရင်တော့အပြစ်မဲ့ပြည်သူတွေကတော့အတော်လေးကတိအောက်ဒုက္ခရောက်မှာဖြစ်ပါတယ်ဘာလို့ဆိုတော့ဘလောက်ကြာမှန်းမသိတဲ့တိုက်ပွဲအတွက်ပြီးတော့ဘလောက်ကိုရက်ဆက်ရုံမှဆိုတာမြို့ကိုဖြစ်စည်းချေမှုန်းမလဲဆိုတဲ့ဖက်စစ်တွေရဲ့ဆောင်းရက်ချက်အတွက်ပြည်သူတွေဟာမိမိကိုမိမိကာကွယ်နိုင်ဖို့ဘုံကိုချင်းတွေလက်လက်ကြီးတန်တွေကကာကွယ်နိုင်မဲ့အနေအထားတွေစားတော့ရိတ်ခါစီဝါသားသမီးများအတွက်အခုကလေးကတတ်နေတဲ့များကြိုတင်ပြင်ဆင်ထားဖို့လိုပါတယ်လွန်ခဲ့တဲ့တစ်နှစ်ကလည်းမင်းတို့ပြောခဲ့တာပဲကွာမြို့သိမ်းမယ်ဆိုပြီးတော့မဖြစ်လာဘူးမဟုတ်လားဆိုမထင်ပါနဲ့အခု9မြို့ကနေ10မြို့တဖြည်းဖြည်းဝိုင်းကြီးပတ်ပြီးဆင်းလာတာကိုထင်ရှားသိတာနေပြီဖြစ်ပါတယ်ဟုတ်ကဲ့အားလုံးနိုးကြားသတိနဲ့စီယုံညီညွတ်မှုအပြည့်ရှိက1962ကစခဲ့တဲ့ဖက်စစ်ရန်ရာကြီးကို62နှစ်အကြာနောက်2လခွဲလောက်ခြေနေမှာအပြီးတိုင်ဖယ်ရှားနိုင်မယ်ဖယ်ရှားဖို့ကြိုးစားမယ်ဆိုတဲ့ယုံကြည်ချက်နဲ့